Do 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 do. ဒီကဘာမြေထဲရောက်လာတယ်အခုချွေးခြင်းတွေနဲ့အပူပင်ကင်းမဲ့ကလေးပေါ်ရဲ့အရွယ်ငယ်ရှင်သန်ခြင်းနဲ့ကြည်ပြင်းခဲ့တဲ့အမေရဲ့ရင်နဲ့အုံနှွေးထွေးစွာနဲ့ပညာသင်ကြားပေးကရဲ့ဆူဆုံးမကရဲ့တစ်ချိန်မှဘဝရဲ့လက်မထက်ပေါ်ဝဲရှိရှိလမ်းပြခြင်းတွေ့လင်းတစ်ခုပဲကွယ်အမေရဲ့ချစ်ချင်းဒါသမီးပေါ်ဝဲအနေရဲ့တာစီခဲရင်မှုရဲ့နေကမညစ်တော့ပဲဖြစ်ရှင်ပေးခဲ့တဲ့စာရဲ့ဝရဲ့အသက်ရှင်ရဲ့အတွက်လဲမကွန်းမမှုတဲ့တော်သမီးတွေအတွက်ကျေးဇူးပဲမမေဘာမကုန်နိုင်စွမ်းတဲ့ချစ်ချင်းမြတ်တာတွေအလုံးကြီးမြတ်လို့ပဲဒီဘဝနဲ့တော့အမေရဲ့ကျေးဇူးတွေပြန်စားဖို့တမပြေတော့ပြီလေကျေးဇူးပဲမမေတော့တဲ့ချင်းနဲ့လူလာမြောက်အောင်လေဆိုမချင်းတွေလမ်းနဲ့မောက်တွေလမ်းပြလို့သွားအမေများအားလုံးချမ်းမြေပါစေdo do 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 do. ပညာသင်ကြားပေးကရဲ့ဆူဆုံးမကရဲ့တစ်ချိန်မှဘဝရဲ့လက်မထက်ပေါ်ဝဲချီရှိလမ်းပြခြင်းတွေ့လင်းတစ်ခုပဲကွယ်အမေရဲ့ချစ်ချင်းတာသမီးအပေါ်ဝဲအနေရဲ့တာစီခဲရင်မှုတွေရဲ့ဒီကမညစ်တော့ပဲဖြစ်ရှင်ပေးခဲ့တဲ့စာရဲ့ဝရဲ့အသက်ရှင်ရဲ့အတွက်လဲမပန်းမမှုတဲ့တော်သမီးတွေအတွက်ချစ်ချင်းမြတ်တာတွေလုံးကြည့်